တကယ်လို့များအဲ့နေရာကြီးကိုသူတို့တွေနိုင်ငံအဖြစ်မထူထောင်ဘဲနဲ့ဒီပြန်နေရာတစ်ခုခုလောက်မှာဂျူးလူမျိုးတွေနိုင်ငံထူထောင်လိုက်မယ်ဆိုလို့ရှိရင်သူတို့တွေတော်တော်လေးကိုတိုးတက်လောက်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်နာမည်လှတင်ပါလှတင် blog ကကြိုဆိုပါရစေဒီနေ့ဘာတွေကိုဆွေးနွေးရှင်လဲဆိုလို့ရှိရင်အစ္စရေးပါလက်စတိုင်းကိစ္စကိုကျွန်တော်တော်စိတ်ဝင်စားခဲ့တယ်ကိုလစ်လာထားတဲ့အရာဝတ္ထုတွေကိုဗီဒီယိုနဲ့ချပြချင်တော့ကျွန်တော်ဒီဗီဒီယိုကိုလာရခြင်းဖြစ်တယ်အဲ့တော့အမည်ရင်းကိုပြောရလို့ရှိရင်ပါလက်စတိုင်းဒေသပဲဖြစ်လိမ့်မယ်အဲ့ဒီပါလက်စတိုင်းဒေသထဲမှာအစ္စရေးနိုင်ငံလူကြီးပေါ်လာတယ်ဂျေရုဆလမ်မြို့လူကြီးရှိတယ်ဂါဇာကမ်းမြောင်ဒေသရှိတယ်အဲ့ဒီလေးနေရာမှာအမြဲတမ်းပြဿနာဖြစ်တယ်ညီရှန်ရဲ့ယူလို့မရနိုင်တဲ့အထီးကိုပြဿနာဖြစ်တယ်။ဒါကြောင့်40နှစ်ခွန်ကတဲ့ကအစ္စရေးနိုင်ငံတို့ကြီးပေါ်လာခဲ့တယ်။အဲ့ဒီအစ္စရေးနိုင်ငံတို့ကြီးပေါ်လာကတဲ့ကပါလက်စတိုင်းလူမျိုးတွေကမကြိုက်လို့အစ္စရေးနဲ့အမြဲတမ်းပြဿနာဖြစ်တယ်။တိုက်ခိုက်မှုတွေကြမ်းဖက်မှုတွေအမြဲတမ်းရှိတယ်။ကျွန်တော်နိုင်ငံတကာရေးရာကိုလစ်လာနေတဲ့အချိန်နိုင်ငံတကာဂျာနယ်ကိုဖတ်တယ်နိုင်ငံတကာမဂ္ဂဇင်းကိုဖတ်တယ်အဲ့လိုလစ်လာနေတဲ့အချိန်မှာကျွန်တော်အသက်20ကျော်လေပဲရှိတယ်။အဲ့ဒီကတဲ့ကပါလက်စတိုင်းအစ္စရေးဒါကြမ်းနေလူတွေသေးတာအပုံနဲ့ထားလိုက်ပါလက်စတိုင်းဒေသခံတွေထွက်ပြေးရတာပါလက်စတိုင်းဒေသခံတွေသေးတာပြောလို့ရှိရင်မွတ်စလင်မျိုးတွေပေါ့သေးတာဒီပုံကြီးပဲအဲ့မှာထွက်ပြေးရတယ်အစ္စရေးကနိုင်ငံလိုချင်လို့နိုင်ငံဖြစ်ပြီးမှနိုင်ငံလိုချင်လို့အဲ့နေရာကိုကိုယ်အသက်နဲ့လေးပြီးတော့ကာဝယ်တဲ့ပုံစံနဲ့တိုက်ခိုက်ရေးတာအကိုဆန့်ရှင်ညံ့ခဲ့တာအဲ့နေရာဒီပုံကြီးသေးခဲ့တယ်ကျွန်တော်အသက်20လောက်မှာအဲ့ဒါနဲ့ပြီးလာမပြီးဘူးကိုကျွန်တော်အသက်40ကျော်ပြီ40ကျော်မှာထပ်ပြီးတော့တွေ့တယ်40မကြိုခံလဲအမြဲတမ်းဖြစ်နေတာအဲ့နေရာအစ္စရေးပါလက်စတိုင်းဂါဇာဂျေရုဆလမ်အမြဲတမ်းဖြစ်နေတာပြဿနာကြီးကအမြဲတမ်းဖြစ်နေတာဝိုင်းအားကြောင့်အဲ့လိုတွေဖြစ်နေရတာလေတခါတော့ကြားလို့ရှိရင်အစ္စရေးပါလက်စတိုင်းကတူတယ်မောင်းလားအဲ့လိုထင်မင်းနေဂျေရုဆလမ်ကြီးကဘယ်မှနေတာလဲကျွန်တော်အဲ့လိုတွေကောက်ပြီးတော့လိုက်ရှာကြည့်တယ်အဲ့ဒါတွေကိုဂကနနာလစ်လာလိုက်တဲ့အချိန်ကမှနေရာတူတယ်မတူတာမဟုတ်ဘူးဒါပေမဲ့အစ္စရေးကကာမကောင်းစာနဲ့ပဲအဲ့ဒီပါလက်စတိုင်းဒေသကြီးဂျေရုဆလမ်မြို့ကိုလိုချင်လို့သူတို့မှာဘောပွားပိုင်လို့သတ်မှတ်ပြီးတော့အဲ့ဒီနေရာကိုလိုချင်လို့အဲ့ဒီနေရာမှာနိုင်ငံတည်ဆောက်လိုက်တာနဲ့စစ်မီကြီးကတောက်ရှိကြီးကိုတောက်လောင်နေတာအစ္စရေးအတွက်ကာမကောင်းမှုပေါ့နိုင်ငံတော့ရလိုက်တယ်ဒါပေမဲ့လူတွေနှုတ်ကရုံမသွားဘူးအဲ့လိုတွေဖြစ်နေတာအဲ့ဒီကိစ္စတွေဘာကြောင့်ဖြစ်ရတယ်လဲထပ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းပြန်ရောကျွန်တော်လက်လာတဲ့အသုံးနှုန်းကိုပြန်ပြီးချပြလို့ရှိရင်ဒုတိယကျင်းရိုမန်အင်ပါယာကဖြိုခွဲလို့ဂျူးနိုင်ငံတို့ကြီးပြိုကွေးသွားပြီးနောက်ပိုင်းမှာသူတို့တွေဥရောပဘက်မှာသွားပြီးတော့မိခိုကြတယ်အဲ့ဒီလိုဥရောပဘက်မှာမိခိုနေရင်းနဲ့လေဥရောပတွေကဂျာမန်ကအစပြင်သစ်တို့ဂျာမန်တို့အင်္ဂလန်တို့အဲ့ဒီမရှိတဲ့လူတွေဂျူးမျိုးကိုတခါထပ်ပြီးတော့နှင်းကြရောနှင်းတက်ကသူတို့လည်းနေစရာမရှိတော့ဘူးနေစရာမရှိလို့နောက်ပိုင်းကငါတို့တွေမှာနိုင်ငံလိုတယ်ဆိုပြီးတော့ဒီဇီယွန်ဝါဒကြီးကိုထူထောင်ပြီးတော့နိုင်ငံအသစ်တစ်ခါတည်ဆောက်မယ်လို့ဝါဒကြီးကိုရိုက်သွင်းလိုက်တဲ့အချိန်ခါမှာသူတို့တွေနိုင်ငံထောင်ဖို့ကြိုးစားရတယ်အဲ့လိုနိုင်ငံထောင်ဖို့ကြိုးစားတဲ့အချိန်မှာအဲ့ဒီဂျူဒိုခိုးတချိန်တုန်းကဘိုးဘွားပိုင်လို့သတ်မှတ်ခဲ့တဲ့ဘူမိနတ်တန်မြေမှာအာရဗ်ကဘာကမွတ်စလင်အဖိုင်အဝိုင်းတွေကအဲ့ဒီနေရာမှာကိုမြေကိုရေလို့သတ်မှတ်ပြီးလို့အခြေချနေထိုင်နေတဲ့လူတွေတပုံကြီးဖြစ်နေပြီဂျူးလူမျိုးတွေအဲ့ညာနေပြီးတော့မနေရလို့ထွက်ပြစ်သွားတဲ့အချိန်မှာအာရကဘာကလူတွေကဝင်လာတယ်ဝင်လာပြီးတော့အဲ့မှာနေတယ်အဲ့တော့ဂျူးတွေပြန်ပြီးဝင်လာတဲ့အခါသူတို့တွေကလက်မခံတော့ဘူးဒါပေမဲ့ဂျူးတွေမှာကဒီနေရာဒီငါတို့နေဆိုပြီးတော့ခိုင်မာအထောက်အထားနဲ့တကွချိတဲ့ကကြားလို့ရှိရင်သူတို့နေရာကိုသူတို့လိုချင်တယ်အဲ့လိုပုံစံမျိုးတွေဖြစ်တာအဲ့ဂျူးတို့အတွက်ကာမကောင်းဘူးလို့ပဲကျွန်တော်ကဆိုရှင်တယ်အဲ့နေရာမဟုတ်ဘဲနဲ့အဲ့ဒီဂျူးတွေကိုနိုင်ငံကိုနောက်တနေရာလောက်မှာထူထောင်ခဲ့မယ်ဆိုလို့ရှိရင်ပြဿနာတွေအဲ့လိုကြီးစရာအကြောင်းမရှိဘူးအခုတော့ဂျေရုဆလမ်ကြီးကိုလိုချင်လွမ်းအားကြီးလို့အစ္စရေးနိုင်ငံတော်ကြီးဆိုပြီးတော့ထူထောင်လိုက်တဲ့အချိန်ကမှအာရဗ်ကဘာကမွတ်စလင်အပိုင်းဝိုင်းတွေကလက်မခံတော့ဘူးဂျူးတွေပေါ့အဲ့ဒီမှာလည်းစပ်ပြီးတော့ပြဿနာဖြစ်တာဂျူးတို့အတွက်ကာမကောင်းဘူးလို့ပဲပြောရလိမ့်မယ်ဆိုတော့ဂျူးတွေကနှစ်ပေါင်း1800လောက်ကိုနိုင်ငံနဲ့ဖြစ်နေတဲ့အချိန်မှာ1800နော်နေတာမဟုတ်ဘူးနှစ်ပေါင်း1800နေတာမဟုတ်ဘူးအဲ့ဒီလောက်အချိန်ကိုသူတို့အဲ့နေရာမှာသူတို့နိုင်ငံလုံးမတတ်မှတ်နိုင်တဲ့ထွက်ပြေးသွားတဲ့အချိန်မှာပါလက်စတိုင်းလူမျိုးတွေကအဲ့ဒီနေရာမှာဝင်ပြီးနေပြီး
ပါလက်စတိုင်းဒေသခံတွေကလည်းအဲ့နေရာမှာနေတာတနှစ်မဟုတ်ဘူးနှစ်ပေါင်းရာခဏနဲ့ရှိပြီးတော့နေပြီအဲ့လိုရာခဏနဲ့ရှိပြီးတော့နေလာတဲ့အချိန်ကမှသူတို့တွေကလည်းဒီနေရာလေးငါတို့ဘိုးဘွားမယ်ငါတို့မြင်ငါတို့ရေးငါတို့နေရာတော့တတ်မှတ်ပြီးတော့သူတို့နေကြပြီဒါပေမဲ့ဂျူးတွေကသမိုင်းအထောက်ထားနဲ့အဲ့နေရာကိုပြန်လိုချင်တယ်ဂျေရုဆလမ်မြို့တော်ကြီးဒီငါတို့အတွက်ဘူမိနန္ဒာဖယားကပေးတဲ့နေရာတတ်မှတ်ပြီးအဲ့နေရာကိုပြန်လိုချင်တဲ့အချိန်မှာပါလက်စတိုင်းတွေကလက်မခံတော့ငါတို့လည်းဒီနေရာမှာနေတာနှစ်ပေါင်းရာခဏနဲ့ရှိပြီဒီနေရာတွေငါတို့မြင်ဒီနေရာတွေငါတို့ရဲလို့တတ်မှတ်ပြီးတော့အဲ့နေရာမှာနေကြပြီအဲ့တော့ပြဿနာကအဲ့ဒီမှာနေစတာအခုတည်းဒီဘလို့မှဖြစ်ရှင်းလို့မကြဘူးဒီဒုတိယကမ္ဘာစစ်ကြီးအတွက်မှာဆိုလို့ရှိရင်ဘလို့မှဖြစ်ရှင်းလို့မကျန်းနိုင်အောင်အထီးကိုအဲ့ဒီနေရာမှာချောက်နေပါလက်စတိုင်းဒေသကို British ကနေပြီးတော့ထိန်းချုပ်ရတယ်ကိုလိုနီလောက်ထားတယ်အဲ့ဒီကိုလိုနီ British ကလောက်ထားတဲ့အချိန်မှာဂျူးတွေကသူတို့နိုင်ငံတည်ဆောက်မယ်ဆိုပြီးအဲ့ဒီနေရာကိုဝင်လာတဲ့အချိန်မှာအချိန်ချုပ်ပြရမယ်ဆိုလို့ရှိရင် British တွေကလက်ခံတယ်သူတို့ကဒီနေရာမှာနိုင်ငံတည်ဆောက်ဖို့အတွက်လက်ခံတယ်လက်ခံတော့ကမ္ဘာပူလာတဲ့မကဆုံဖြတ်ခြင်းနဲ့အစ္စရေးနိုင်ငံဆိုပြီးတော့ထူထောင်ပေးတယ်ဟိုဘက်ကနေပြီးတော့ပါလက်စတိုင်းနိုင်ငံဆိုပြီးတော့ထူထောင်ပေးတယ်အစ္စရေးနိုင်ငံလို့ထူထောင်ခွင့်ပေးတာကြီးကိုဂျူးတွေကလက်ခံပြီးတော့ပါလက်စတိုင်းဖက်ကလူတွေကအစ္စရေးနိုင်ငံလို့ထူထောင်တဲ့ဟာကြီးကိုသူတို့ကလက်မခံနိုင်ဘူးအဲ့နေရာမှာငါတို့ပါလက်စတိုင်းပဲနေရမယ်ပါလက်စတိုင်းပဲရှိရမယ်ဂျူးနိုင်ငံတော်ဖြစ်တဲ့ငါတို့တွေလက်မခံနိုင်ဘူးဆိုပြီးတော့အဲ့ဒီမှာဘူတိုပြီးတော့ပြဿနာဖြစ်တာအဲ့ဒါဂျူးတွေအတွက်ကံမကောင်းလို့ပဲကျွန်တော်အနေနဲ့ယူဆမိပါတယ်တကယ်လို့များအဲ့နေရာကြီးကိုသူတို့တွေနိုင်ငံအဖြစ်မထူထောင်ဘဲနဲ့ဒီပြန်နေရာတစ်ခုခုလောက်မှာဂျူးလူမျိုးတွေနိုင်ငံထူထောင်လိုက်တယ်ဆိုလို့ရှိရင်သူတို့တွေတော်တော်လေးကိုတိုးတက်လောက်ပြီတော်တော်လေးကိုအောင်မြင်လောက်ပြီစိတ်အေးကိုအေးနဲ့နိုင်ငံကြီးတစ်ခုဖြစ်နေလောက်ပြီအခုတော့အဲ့ဒီအဆင့်ကိုမရောက်ဘူးအမြဲတမ်းစစ်မီးတွေကတောက်လောင်နေတယ်အဲ့ဒါပဲအစ္စရေးပါလက်စတိုင်းဂျေရုဆလမ်ဂါဇာကောင်းမြန်နေတာအဲ့ဒါပဲပြဿနာအဲ့ဒီဂျေရုဆလမ်ဆိုတဲ့မြို့တော်ကြီးကိုဂျူးတွေကလည်းသူတို့ဘာသာရေးအရာဒီနေရာဒီပူမိနတ်ကဖျားပေးတဲ့နေနေမွတ်စလင်တိုင်းကလည်းဒီနေရာဒီငါတို့အတွက်ဘာသာရေးနေနေဆိုပြီးတော့သတ်မှတ်တယ်။ဥရောပတို့အမေရိကတို့ဘက်ကလည်းအဲ့နေရာကိုခရစ်ယာန်တွေရဲ့အထွတ်အမြတ်ထားတဲ့နေရာလို့သတ်မှတ်ပြီးတော့ထားရတယ်။အဲ့မှာဆုံးမကပုဂ္ဂိုလ်ဖြစ်တယ်။ခရစ်ယာန်လည်းအထွတ်အမြတ်ထားတဲ့နေရာမွတ်စလင်လည်းအထွတ်အမြတ်ထားတဲ့နေရာဂျူးကလည်းအထွတ်အမြတ်ထားတဲ့နေရာအဲ့မှာပြဿနာအဲ့မှာစတာ